လဘာဘူးကို United တို့အနိုင်ရရှိသွားနိုင်တဲ့အချက်3ချက်အားလုံးပဲမင်္ဂလာပါဆိုတော့99 Football Channel နေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ် Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့လဘာဘူးအသင်းနဲ့ United အသင်းတို့ရဲ့ပွဲစဉ်ကတော့ကျွန်တော်ပေးသက်တွေရဲ့စိတ်ဝင်စားမှုရင်ကုန်မှုရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်လာခဲ့ပါတယ်ဒီနေရာမှာအင်္ဂလန်ရဲ့အောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့လဘာဘူးနဲ့ United တို့တွေ့ဆုံတဲ့အချိန်မှာဘာကြောင့်များ United အနေနဲ့လဘာဘူးကိုအနိုင်ရရှိသွားနိုင်တယ်လဲဆိုတဲ့အချက်ကျွန်တော်အနေနဲ့3ချက်လောက်ဆွေးနွေးသွားကြပါတယ်။ Okay နံပါတ်1ကတော့ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ Ruben Amorim အနေနဲ့ပြီးခဲ့တဲ့နှစ်မှာ United ကိုကန်တွယ်ပြီးတော့လဘာဘူးအသင်းရဲ့ MV အဝေးကွန်းပွဲစဉ်ကိုတောက်ရှင်မြန်ခဲ့တဲ့နေရာမှာ2-2တေရလက်ထွက်ပေါ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကလဘာဘူးရဲ့ခြေနေကိုကြည့်မယ်ဆိုရင်လဘာဘူးအသင်းအနေနဲ့ချန်ပီယံဆုကိုရခဲ့ပြီးတော့ချန်ပီယံခြေသွားနဲ့ခြေသွားနေတဲ့အချိန်မှာတော့မှအမိုရင်အနေနဲ့တေရလက်ရအောင်ကစားထားတာကိုတွေ့ရတယ်ဒီနှစ်မှာဆိုရင်ကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာလဘာဘူးအနေနဲ့ခြေသွားမတီမညီတာတွေအသင်းဟန်ချက်မညီတာတွေဖြစ်ပေါ်နေတာကိုတွေ့ရတယ်နှစ်ကချန်ပီယံခြေသွားနဲ့ခြေသွားနေတဲ့လဘာဘူးကိုတော့တေကန်နိုင်ရင်လက်ရှိချိန်မှာခြေသွားမတီမညီဖြစ်နေတဲ့လဘာဘူးအသင်းကို United တို့အနေနဲ့အနိုင်ရရှိသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်မိပါတယ်Okay နံပါတ်2ကတော့လူစင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကလူစင်းနဲ့စားလို့ရှိရင်လက်ရှိ United တို့ရဲ့ squad ကလူစင်းဟာလို့ရှိရင်တော့ပုံမတောင်းတမှုရှိတယ်လို့သုံးသပ်မိတယ်တိုက်စစ်မှာဆိုရှိတဲ့ဆက်စုကိုဆိုရင်လည်းနောက်ဆုံးနှစ်ပွဲဆက်ဂိုးသွင်းထားတာကိုတွေ့ရတယ်မေဆန်မောင်းကလည်းကျွန်တော်တို့ဒဏ်ရာကနေပြန်လဲတက်တာလာခဲ့ပြီးတော့ပြန်လဲပါဝင်လာပြီပေါ့နော်ဆိုတော့အမ်ဘူမိုတို့အာမတ်တို့ဘရူနိုတို့ကျွန်တော်အကူညာတို့စတဲ့ဒီကစားသမားတွေရဲ့နဲ့ပေါင်းဆက်ထားတဲ့ United အသင်းအနေနဲ့တော့ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့လဘာဘူးကိုရှင်ပြန်ခဲ့တဲ့အသင်းနဲ့စာရင်ပုံမတောင်းတမှုရှိတယ်လို့မြင်တယ်ဒီအချက်ကလည်းပဲ United တို့အနေနဲ့လဘာဘူးအသင်းကိုအနိုင်ရရှိသွားနိုင်တဲ့အချက်တစ်ချက်အနေနဲ့သုံးသပ်မိပါတယ်။ Okay နံပါတ်3ကတော့ pressure ပဲဖြစ်ပါတယ် pressure ဆိုတဲ့နေရာမှာလဘာဘူးတို့အနေနဲ့ဒီပွဲစဉ်ကိုလုံးဝရှုံးလို့မရပါဘူးတို့အနေနဲ့ဒီပွဲစဉ်ကိုပါရှုံးမယ်ဆိုရင်အာဆင်နယ်နဲ့အမှတ်ကွာမှုပိုများသွားမှာဖြစ်ပြီးတော့မန်စီးတီးအသင်းရဲ့ကြော်တဲ့ချင်းကိုလည်းခံရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်ကိုမဖြစ်မနေအနိုင်ရရှိဖို့လိုအပ်နေတာဖြစ်ပါတယ်အနိုင်ရရှိဖို့ရလိုအပ်နေတဲ့ free အားတွေလည်းတို့မှရှိနေတာဖြစ်ပြီးတော့ကျွန်တော် free အားများလေအမှားများလေဆိုတဲ့စကားအတိုင်းပဲကျွန်တော်တို့အနေနဲ့အမှားတွေလှုပ်လာနေတယ်လို့တော့မြင်တယ်အဲ့ဒီအမှားတွေကို United တို့အနေနဲ့အသုံးချပြီးတော့ဒီနေ့ပွဲစဉ်ကိုအနိုင်3မှတ်ရသွားမယ်လို့လည်းကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်သုံးသပ်သွားတဲ့အချက်3ချက်ပဲဖြစ်ပါတယ်ဆိုတော့ကပြည်သက်တွေအနေနဲ့ရောဘယ်လိုမြင်ကြလဲ United တို့အနေနဲ့ရောကျွန်တော်လက်ရှိသုံးသပ်သလိုလဘာဘူးအသင်းကိုအနိုင်ရရှိသွားနိုင်သလားဒါမှမဟုတ်ရင်လဘာဘူးကပဲ United ကိုအနိုင်ရရှိသွားမလားပြည်သက်တွေရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်